မနဲ့စောစောအလုပ်သွားခါနီးမှာသူမရဲ့ခင်မုန်းကအတွင်းခံရှာမတွေ့လို့အော်ဟစ်နေတယ်လို့သမီးဖြစ်သူကလည်းသူမရဲ့ဖိနှက်ကိုရှာမတွေ့လို့အော်ဟစ်နေပါတယ်ဒီလိုတေးသေးမွားမွားကိစ္စလေးတွေကအစသူမကပဲအကုန်လုပ်ပေးပြီးခင်မုန်းကိုအလုပ်သမီးကိုအကြောင်းကိုလိုက်ပို့ပေးရပါတယ်သမီးဖြစ်သူကကျောင်းသွားခါနီးမှာသူမကိုအနမ်းပေးပြီးချစ်ပြတဲ့အခါမေမေရဲ့သမီးကကလေးမဟုတ်တော့ဘူးဒီလိုတွေလာမလုံးနဲ့ဆိုပြီးစိတ်ပြက်လက်ပြက်ပြောသွားပါတယ်အဲ့ဒီနောက်ဟင်းချက်တာအိမ်လုံးလုံးတာကုံစုံပစ္စည်းဝယ်တာစတဲ့အိမ်မှုကိစ္စအားလုံးကိုသူမတယောက်တည်းအပြီးတက်ရပါတယ်မောမောနဲ့အနားယူမယ်လို့တော့အခန်းထဲကအတန်ကြားလို့သွားကြည့်တဲ့အခါသူမရဲ့ရောက်ခမကြီးကနေမကောင်းလို့အိယာထဲမှာတင်စီဝမ်းသွားထားတာကိုတွေ့လိုက်ရပါတယ်ရောက်ခမကြီးကငါသားကိုခေါ်ပေးပါလို့ပြောပေမဲ့သူမကသူ့လှုပ်သွားပြီမို့သမီးပဲအကုန်လုပ်ပေးပါမယ်ဆိုပြီးအားလုံးကိုတက်ရှင်းပေးခဲ့ပါတယ်ဒီအိမ်မှာသူမရဲ့စိတ်ကိုနားလည်ပေးနိုင်တာဆိုလို့ဒီအဖိုးကြီးတယောက်ပဲရှိပါတယ်သူမကလည်းအဖိုးကြီးကိုပဲသူမရဲ့ရင်ဖွင့်စရာရှိတာတွေအားလုံးကိုပြောပြလေးရှိပါတယ်ဒီနေ့မှာသမီးဖြစ်သူရဲ့ laptop ကိုဖွင့်ကြည့်ရင် online ပေါ်မှာ1998ခုနှစ်အတန်းရဲ့ကောလိပ်ပြန်လည်စုံစည်းပွဲရှိကြောင်းသိလိုက်ရပါတယ်ဒါကိုမြင်လိုက်ရတော့ရှာကီတယောက်အရန်ပျော်သွားပါတယ်ဘာလို့လဲဆိုတော့သူမဟာကောလိပ်တုန်းကအရန်ကိုတက်ကြပြီးထက်မြက်တဲ့မိန်းကလေးတယောက်ဖြစ်ခဲ့လို့ပါသူမကအဖိုးကြီးနဲ့ဖဲကစားရင်ကောလိပ်ပြန်လည်စုံစည်းပွဲသွားခြင်းတဲ့အကြောင်းပြောပြပါတယ်အဖိုးကြီးကလည်းဒါကောင်းတဲ့ကိစ္စပဲသွားလိုက်လေလို့အားပေးပါတယ်ဒါပေမဲ့သူမကသမီးဘယ်လိုသွားလို့ရမှာလဲသမီးဖြစ်သူကစာမေးပွဲနီးနေပြီးခင်မုန်းကလည်းယထာလန်းဖောက်တဲ့ကန်ထရိုက်ကိစ္စတွေနဲ့ရုန်းကန်နေရတဲ့အဖိုးကိုရောဘယ်သူကြည့်မှာလဲဆိုပြီးစိတ်မကောင်းဖြစ်နေပါတယ်အဖိုးကြီးကတော့ဒါတွေကပြဿနာမဟုတ်ပါဘူး2ရက်လောက်တော့သူတို့ဘာသာစီစဉ်နိုင်ကြပါတယ်လို့ပြန်ပြောပါတယ်နောက်ပိုင်းမှာသူမဟာသမီးဖြစ်သူရဲ့တိတ်ပံပြောချက်ကိုကူညီပေးခဲ့လို့သမီးဖြစ်သူကပထမဆုရရှိခဲ့ပါတယ်ဒါကိုသူမကအယမ်းဝမ်းသာပြီးအားလုံးရှေ့မှာလေကြုံပြီးလက်ခုပ်တီးခဲ့တဲ့အတွက်သမီးဖြစ်သူကလူကြားတဲ့အဆက်ကွဲရတယ်ဆိုပြီးသူမကိုအကြီးအကျယ်ပြန်ဆူပါတယ်ခင်မုန်းဖြစ်သူရဲ့အလုပ်ကိစ္စအတွက်ညစာစားပွဲတစ်ခုကိုတွားကြတဲ့အခါမှာလည်းအလုပ်ရှင်ရဲ့ဇနီးကစင်ပေါ်တက်ရမှာကြောင့်နေပါတယ်ရှာကီကသူမကိုအားပေးလိုက်တဲ့အခါအဲ့ဒီအမျိုးသမီးကစင်ပေါ်မှာသူမရဲ့ခင်မုန်းအလုပ်ရှင်ကိုနဗန်းတက်တယ်လို့မျိုးမပြီးပစ်ချလိုက်တဲ့အတွက်အလုပ်ရှင်စေးုံတင်လိုက်ရပါတယ်ဒါကိုသူမခင်မုန်းကဒေါသထွက်ပြီးရှာကီကိုအကြီးအကျယ်စူပူချင်းမောင်းပါတော့တယ်ဒီလိုအခြေအနေမှာသူမကောလိပ်ပြန်လဲစုံစည်းပွဲသွားဖို့ခွင့်တောင်းဖို့ခက်ခဲသွားပါတယ်အဲ့ဒီနောက်မှာအဖိုးကြီးဟာရုတ်တရက်နေမကောင်းဖြစ်ပြီးကွယ်လွန်သွားပါတယ်သူမဆုံးခင်မှာရှာကီကိုကောလိပ်ပြန်လဲစုံစည်းပွဲသွားနိုင်ဖို့ဒေလီသွားမဲ့ယထာလက်မှတ်ကိုကြားအိုဝယ်ပေးထားခဲ့ပါတယ်အိမ်ကိုယထာလက်မှတ်ရောက်လာတဲ့အခါသူမကခင်မုန်းကိုခွင့်တောင်းပေမဲ့ခင်မုန်းကလုံးဝမသွားရဘူးလို့တားမြစ်ပါတယ်ဒါပေမဲ့ရှာကီကတော့ဆုံးဖြတ်ချက်ချလိုက်ပါပြီးခင်မုန်းကိုမပြောတော့ဘဲစာတစောင်ရေးထားခဲ့ပြီးကောလိပ်ပြန်လဲစုံစည်းပွဲသွားဖို့အတွက်အိမ်ကနေထွက်လာခဲ့ပါတော့တယ်